ကြားနေပါတယ်ရှိပါတယ်ကျတော့ PRK ရဲ့နာမည်ကဘာအဓိပ္ပာယ်လဲလို့ခဏခဏလေးကြားပါတယ် PRK ရဲ့အဓိပ္ပာယ်တွေကိုနည်းနည်းလေးရှင်းပြချင်ပါတယ်ရှင်ဒီဘာလို့ PRK ဆိုတာကျမတို့ဒီ PRK ဘာအောင်လာပဲတိုင်းရှင်အကိုကြီးနဲ့အမရဲ့ချက်ပါတော့တားလေးနဲ့တမီးလေးရဲ့နာမည်နှလုံးကိုအမတရားအနေနဲ့ပေးထားတာပဲဖြစ်ပါတယ်ရှင်နာမည်စာလုံးစာလေးနှလုံးပေးထားတာဖြစ်ပါတယ်ကျမတို့ PRK ဘာအောင်လာပဲတိုင်းရှင်အကိုကြီးနဲ့အမတို့ရဲ့ချက်လာတော့တားလေးရဲ့နာမည်ကတော့ကိရှာကျော်ဖြစ်ပါတယ်ရှင်တားလေးကိရှာကျော်နာမည်ဖြစ်တဲ့ပြီးတော့ပေးထားတာဖြစ်ပါတယ်ရှင်တားလေးကိရှာကျော်ပါသမီးလေးကြည်နူးစေဖြစ်ပါတယ်ရှင်ကြည်နူးစေဆိုတဲ့အတိုင်းခေဆိုတဲ့နာမည်လို့ပေးပြီးတော့ကျမတို့ပြည်ရကလေးဆိုပြီးတော့ကျမတို့ထိမ့်မနေတဲ့အမတ်တရားဆိုင်လေးဖွင့်ထားတာဖြစ်ပါတယ်ရှင်ဒါလေးပြရှင်ကျော်ခေဒီဒီနာဖြစ်တဲ့သမီးလေးကြည်နူးစေတို့ရဲ့ဒီထောင်သားတဲ့အမတ်တရားထိမ့်မပြည်ရကလေးဘာလေးပဲဖြစ်ပါတယ်ရှင် Happy birthday ပါဆ